ဦးလေးတို့မီခိုင်းစရာရှိလို့ဆိုဗျဘာခိုင်းမလို့လဲအရေးကြီးခေါ်ကျွန်တော်ကမနက်ကဟိုမှာဗျလမ်းပေါင်းနဲ့ချိန်ထားတာဗျအဲ့ဒါဘာလို့ပြရမှာလဲပြီးရင်တိုးစီပြန်သွားရအောင်မယ်မင်းရလေကွာကိုဦးလေးတယောက်လုံးခိုင်းစရာရှိလို့ခေါ်ခိုင်းတာအဲ့လိုမညုံညင်ပါနဲ့ကွာမင်းတို့တိတ်မကြပါဘူးခိုင်းပါဒီလိုရှိရဲကွာငါတူကဟိုဦးထိပ်ပြောင်အေးဦးထိပ်ပြောင်အိမ်မှာဆိုင်ကယ်စီးတွားယူပေးစမ်းပါကွာသူ့ဆိုင်ကယ်ပြက်လို့ငါ့ကိုဖုန်းဆက်တယ်ကွာအဲ့ဒါငါရဲ့ workshop မှာပြင်ပေးမလို့ကွာအဲ့ဒါကြောင့်မလို့ तू ကလည်းခြေထောက်တိတ်မကောင်းတော့ကွာသိတဲ့အတိုင်းပဲဆိုင်ကယ်ပြက်ကြီးတိုးလာဖို့စင်မပြေဘူးကွာအဲ့ဒါကြောင့်မလို့မင်းသွားပြီးတော့ယူပေးစမ်းပါအောင်ကွာမြန်မာရဲ့ကွာဦးထိပ်ပြောင်စီကဆိုင်ကယ်များဗျာဦးလေးတို့မီတပည့်တယောက်လှုပ်ပြီးတော့ယူခိုင်းလို့ရရပဲကျွန်တော်လက်ကားနေအလုံးရှော့အောင်ဗျာသွားယူပေးစမ်းပါကွာပြန်လာရင်မင်းမော်ဘိုးပေးပါမယ်ကွာသွားမော်ဘိုးပေးမယ်ဆိုတော့စိတ်ဝင်စားရဲ့ဗျကဲဘိုးဘိုးလေးမင်းအဖော်ခဏလိုက်ခဲ့ပါလားကွာဦးထိပ်ပြောင်အိမ်ကိုသွားကြမယ်ကိုမလိုက်တော့ဘူးဗျဒီမှာဖက်တီးနဲ့စောနေရကိုကြီးမကကိုမတော့သွားပါဗျာနော်အေးပါကွာပြီးရောဒါဆိုလဲငါပဲသွားရအောင်ပါပေါ့ကဲဦးလေးတို့မြေသွားပြီဗျာပြန်လာရင်တော့မော်ဘိုးပေးဖို့မမေးနဲ့နော်ကျွန်တော်ဦးထိပ်ပြောင်စီကနေပြီးတော့သူပြက်နေတဲ့ဆိုင်ကသွားယူပေးရမယ်ကဲဦးထိပ်ပြောင်အိမ်ကိုချီတက်ရမယ်ဆိုတော့ငါလမ်းလျှောက်ပဲသွားရမှာကွာနီးရောနီးပါရဲ့ဟိုဘက်2လမ်းကျော်ပင်ဆိုတော့โอเคကဲဦးထိပ်ပြောင်အိမ်တော့ရောက်လာပြီဆိုတော့ဦးထိပ်ပြောင်ဦးထိပ်ပြောင်ဟိုကဦးလေးတို့မြေကျွန်တော်ကိုလှလိုက်တာဗျဟိုကလေဆိုင်ကပြက်တာတွေအဲ့ဒါပြင်မလို့ဆိုလားကျွန်တော်အဲ့ဒါလာယူပေးရဗျဦးထိပ်ပြောင်အိမ်ထဲမှာရှိလားမသိဘူးဦးထိပ်ပြောင်အိမ်ထဲမှာမရှိဘူးလားဟာဒုက္ခပဲအိမ်မှာမရှိဘူးတင်နေဒုက္ခပဲငါ့ကိုဒီမှာအိမ်မှာလာယူခိုင်းလိုက်ပြီးတော့အိမ်မှာမရှိဘူးအလကားနေငါ6တောင်ညောင်းတော့ပဲဖတ်တင်နေဦးထိပ်ပြောင်မရှိဘူးကွာဦးထိပ်ပြောင်သူဘယ်ရောက်နေလဲမသိဘူးခြံထဲမှာလားမသိဘူးနော်ဦးထိပ်ပြောင်နောက်ခွေးမှာလားဗျဦးထိပ်ပြောင်ကြီးနောက်ခွေးမှာလားဗျဦးထိပ်ပြောင်နောက်မှာဦးထိပ်ပြောင်ဦးလေးတို့မကျွန်တော်ကိုလှလိုက်တာဗျဆိုင်ကယ်ပြင်မလို့ဆိုလားအေးဟုတ်တယ်စမရငါ့ကိုကိုတိုမီဖုန်းဆက်တယ်မင်းလာယူမယ်ဆိုလို့ငါအနောက်မှာကြိုပြီးတော့စောင့်နေရကွာဒီဆိုင်ကယ်လေးမိတ်ဆွေဝါလိုက်ပါကွာဟာဒုက္ခပါပဲဗျာကျွန်တော်မဘိုးလို့ကျင်လို့ဒါလာရတာဗျာဒီဆိုင်ကယ်ကြီးကိုကျွန်တော်ဟိုဘက်3လမ်းလောက်ထိကိုဒီတိုင်းတွန်းသွားမှာနေရတဲ့ပူနေရဗျာဒုက္ခပါပဲမင်းတွန်းသွားစရာမလိုပါဘူးကွာဆိုင်ကယ်ကမောင်းလို့မရအောင်ပြက်နေတာမဟုတ်ဘူးသူ့ရဲ့ဘက်ထရီအဲရာတက်နေရဆိုလားငါလည်းတိတ်ပြီးနားမလဲဘူးကွာကိုတိုမီကြောက်ဒီအပိုင်းနေပို့ကျွမ်းနိုင်မယ်ကွာမင်းဘာဖြစ်စီးဝါလို့ရရဲ့ကွာဘက်ထရီကထပ်တွင်းလို့မရတော့ဘူးအတော့တယ်စီးလို့ရတယ်ရဲ့အာမကုန်ခင်အထိပေါ့စီးလို့ရတယ်ရောတော်သေးရပါဗျာโอเคဒါဆိုကျွန်တော်ယူသွားလိုက်တော့မယ်နော်โอเคကဲဟာရဆိုင်ကယ်လေးကတိတိကွေးလေးပဲကွာဒီဘက်ကတော့သွားလို့မရဘူးဟိုဘက်အရှိရပဲပြန်ထွက်ရမယ်โอเคကဲဦးထိပ်ပြောင်ကျွန်တော်သွားပြီနော်ကဲဒါလေးကိုဦးလေးသူမီစီယူသွားလိုက်မယ်ပြီး